အာတော့ကဟုတ်ပါတယ်ကဘာကျော်နေတဲ့ခွေးလေးအာတော့ကပဲဖြစ်ပါတယ်ဆရာတော်ရဲ့ပြောကြားချက်အရတော့အာတော့ကကိုအိန္ဒိယမှာလမ်းလျှောက်တုန်းကတွေ့ခဲ့တာပါသူဟာဆရာတော်တို့နဲ့မတွေ့ခင်ကတာမန်လမ်းဘေးခွေးလေးတစ်ကောင်ပါဆရာတော်တို့ဖွဲ့ကိုတွေ့တော့ခီးစဉ်တစ်လျှောက်လုံးအတူလိုက်လာခဲ့ပါတယ်လမ်းမှာလည်းကားနဲ့တိုက်မိခဲ့ပြီးဒဏ်ရာရခဲ့တာတော့မှဆရာတော်တို့နဲ့အတူခီးစဉ်အဆုံးထိလမ်းလျှောက်ခဲ့ပါတယ်ဒါကြောင့်လည်းဆရာတော်ကတနာကျင်နာပြီးသူ့ကိုအမေရိကန်ထိခေါ်လာခဲ့တာပါအခုဆိုရင်တော့အာလောကဆိုတဲ့ခွေးလေးဟာအမေရိကန်နိုင်ငံသားဖြစ်နေပါပြီလက်ရှိဆရာတော်တို့နဲ့အမေရိကန်နိုင်ငံအတွင်းဝဲခရဖီလမ်းလျှောက်ခရီးစဉ်မှာလည်းတက်ကြွစွာလိုက်ပါလာတာလည်းတွေ့ရမှာဖြစ်ပါတယ်ဆရာတော်တို့နဲ့အတူခွေးလေးတစ်ကောင်ပါလာတာကိုလူတွေကသတိထားမိပြီး online ပေါ်မှာဗီဒီယိုတွေရိုက်တင်ရင်းကနေအခုဆိုအမေရိကန်သားမကတစ်ကမ္ဘာလုံးရဲ့အချစ်တွေကိုရရှိနေပြီလည်းဖြစ်ပါတယ်ခရီးစဉ်တစ်လျှောက်မှာလည်းဒေတာခန်တွေကအာလောကဝစ်စင်ဖို့အတွက်ဝစ်စုံတွေပေးကြပါတယ်ရောက်တဲ့နေရာတိုင်းမှာလည်းလူတိုင်းကိုရံမပြုသလိုလူတွေရဲ့အချစ်ကိုလည်းသိမ့်ပိုက်ထားနိုင်တဲ့ခွေးလိမ့်မလေးတစ်ကောင်ပါတချို့ဆိုဆရာတော်တို့ကိုတွေ့ဖို့စောင့်နေကြတာမဟုတ်ပဲအာလောကကိုတွေ့ချင်လို့စောင့်နေကြတာလို့သိရပါတယ်ဒါကတော့တစ်ကမ္ဘာလုံးရဲ့အချစ်တွေကိုအပိုင်သိမ်းထားနိုင်တဲ့ခွေးလိမ့်မလေးအာလောကပဲဖြစ်ပါတယ်